Star ဆိုတဲ့ထင်မှရဲ့စောက်စာပေကိုချစ်မြတ်လို့တဲ့ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Star ဆိုတဲ့ထင်မှရဲ့ Audio Series အစီအစဉ်လေးပြည်သက်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရခင်ဗျာဒီကနေ့မှာတော့ကျွန်တော်ကပြည်သက်တို့သဘောကျစေမဲ့ဝတ္ထုကောင်းတော်ကိုလက်ဆောင်လာခဲ့ပါပြီဒါကတော့စာရေးဆရာနှံ့တွေရဲ့ကာယမာစညီကိုများဆိုတဲ့ဝတ္ထုစာအုပ်လေးပဲဖြစ်ပါတယ်ဒီဝတ္ထုလေးကအရန်ကိုချေပေါ့နော်ဒါကြောင့်မလို့ပြည်သက်တို့ကအတတ်နိုင်ဆုံးစောင့်စားပြီးတော့နားဆင်မိကြပါလို့ကြိုတင်ပြီးတော့မြတ်တက်ရက်ခံထားခြင်းပါတယ်ခင်ဗျာကျွန်တော်ကလည်းအတတ်နိုင်ဆုံးစူးစမ်းပြီးတော့ဖတ်ပြပေးတော့ပါမယ်။ဘာသာပြန်စာအုပ်တော့ဖြစ်တာမလို့ပိတ်တို့အကျင့်နဲ့ထပ်လို့ကြမယ်လို့ကျွန်တော်ကထင်မိပါတယ်။ဒါဆိုရင်ကျွန်တော်အစီအစဉ်ကိုစလိုက်ကြရအောင်။ဒီကနေ့မှာတော့ကျွန်တော်ကအပိုင်း1အနေနဲ့တက်ဆက်ပေးကြပါရခင်ဗျာ။အစီအစဉ်လေးမစတဲ့ခင်မှာ channel ကိုလည်း subscribe လုပ်ပြီးတော့အားပေးခဲ့ပါ။ပို့ပြီးတော့ကူညီပေးနေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကို VPN လေး on ပြီးတော့ကြည့်ရှုပေးပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ဒါဆိုရင်အစီအစဉ်ကိုစလိုက်တော့မယ်။ဘာသာပြန်သူဤအမှားဖြိုတာတော့စတာရက်စကီသည်တော့စတန်ကဲ့သို့မဟုတ်မူပဲအလဲလက်တန်းစားလောကမှာပေါက်ဖွာလာသူတူဖြစ်သည်ရင်းအတွက်သူဤဝတ္ထုများမှာစက်ဆောင်များသည်ဘူကြီးမယံများနှင့်တောသူတောင်သားများမဟုတ်မူပဲတောင်သားများကုံတဲ့ပွဲစားများနှင့်ဆိုရအမိုးတန်းများဖြစ်ကြသည်ဇလန်တရဌာနမှာလည်းလွန်ထီကောင်လက်ခင်းပြင်လူမျိုးကြီးများမဟုတ်ဘဲမျိုးကြီးပြကြီးများနှင့်ပြည့်သိမ့်နေသောလူငယ်အေဂျင်များဖြစ်သည်ဒေါစတာယက်စကီကို1822ခုနှစ်အော်တိုဘာလ30ရက်နေ့တွင်မော်စကိုမြို့၌မွေးဖွားသည်သူ၏ဖခင်မှာစစ်တပ်ဆရာဝန်တအုပ်ဖြစ်ပြီးစီကံတင်းကျပ်သူတအုပ်ဖြစ်သည်မိခင်မှာကုံတယ်မျိုးရိုးဖြစ်ပြီးချစ်ခင်ကျင်နာတတ်တော်လဲလွှမ်းမိုးထက်မြက်သူတအုပ်မဟုတ်ချေမိဘများသည်ဘာသာရေးတွင်အထူးပင်ရိုသေကိုင်ရှက်သူများဖြစ်ကြသည်ဒေါစတာယက်စကီသည်ငွေချင်း6အောင်များအနက်ဒုတိယမြောက်ဖြစ်သည်သူသည်ငယ်စဉ်ကတည်းကပင်စာပေကိုဝါသနာပါခဲ့တော်လဲသူ၏ဖခင်သည်သူ့ကိုအင်ဂျင်နီယာတယောက်ဖြစ်ချင်တော်လဲသူ၏မိခင်ကွယ်လွန်ပြီးမကြာမီကာလ1838ခုနှစ်တွင်ပီတာဇာဘတ်မြို့သို့ပို့ပြီးစစ်တပ်ကသို့စက်မှုသိပ္ပံကျောင်းတွင်အကူဖြစ်သူမခင်းနှင့်အတူတက်ရောက်သင်ကြားစေသည်ဤကျောင်းတွင်သူသည်9နှစ်မြသင်ကြားခဲ့ရသည်သို့သောဤကာလအတွင်းတွင်သူသည်စာရေးခြင်းစာဖတ်ခြင်းတို့တွင်သာလုံလပြုခဲ့သည်ထိုစဉ်ကသူသည်ရှေ့စပီးယား၏စာများအားလုံးကိုဖတ်ခဲ့သည်ထို့အပြင်ဘဲဆက်၏လက်ရများအားလုံးလောက်နှင့်ဂါဒေး၏ကြပြများကိုဖတ်ခဲ့သည်ထို့အပြင်ဂျာမန်အခြေဝတ္ထုရေးဆရာဟော့ဖမန်၏ဝတ္ထုများအားလုံးကိုလည်းဖတ်ခဲ့သည်သူသည်ချားလ်စ်တေဂင်၏ဝတ္ထုများကိုလည်းအထူးပင်နှစ်သက်ဆွဲလန်းခဲ့သည်သို့သောသူ့အပေါ်တွင်လွှမ်းမိုးမှုရှိခဲ့သောစာရေးဆရာမှာဂိုဂိုးဖြစ်သည်သူ၏ဝါကြောက်ဖွဲ့စည်းမှုများတွင်ဂိုဂိုး၏လွှမ်းမိုးမှုကိုတွေ့ရှိနိုင်ကြောင်းဘယ်လီစကီကသူ၏ပထမဆုံးဝတ္ထုစင်ရသားနှင့်ပတ်သက်ပြီးဝေဖန်ရေးသားခဲ့သည်သူသည်1842ခုနှစ်တွင်ပြန်တန်းဝင်အရာရှိဥပိုလ်ဖြစ်သည်1842ခုနှစ်တွင်ဘိုလ်ဖြစ်သည်1843ခုနှစ်တွင်စက်မှုသိပ္ပံသင်တန်းပြီးဆုံးသဖြင့်ပီတာစပတ်အင်ဂျင်နီယာတပ်ဖွဲ့တွင်ခန့်အပ်ခြင်းခံရသည်သို့သောနောက်တစ်နှစ်မှာပင်သူသည်စစ်တပ်မှထွက်ခဲ့ပြီးစာပေနယ်သို့လုံးဝဝင်ရောက်သည်1845ခုနှစ်တွင်သူ၏ပထမဆုံးလုံချင်းဝတ္ထုစင်ရသားကိုပုံနှိပ်ထုတ်ဝေသည်အထူးပင်အောင်မြင်သည်တို့ဖြင့်သူသည်အသက်24နှစ်အရွယ်မှာပင်အထူးထင်ရှားကျော်စောသောစာရေးဆရာတဦးဖြစ်လာတော့သည်ကြပြဆရာနှင့်အယ်ဒီတာနီကရာဆော့နှင့်ဝေဖန်ရင်းဆရာဘယ်လီစကီတို့ကသူ့ကိုအထူးပင်ဝေဖန်ချီးကျူးခဲ့ကြသည်ထိုခေတ်ထိုအချိန်ကယူရှားနိုင်ငံတွင်လူဦးရေမညီမျှမှုများဖြစ်ပေါ်နေပြီးတိုးတက်သောအယူအဆများထွန်းကားနေသဖြင့်ဒေါစတာယက်စကီလိုလူငယ်အရာရှိကလေးတဦးအနေဖြင့်တိုးတက်သောအစုအဝန်းတစ်ခုသို့ရောက်ရှိတော်ရသည်မှာသဘောကျလာပေသည်ပြုပြင်ပြောင်းလဲရေးကိုလိုလားသောပီထရာရှက်စကီဟူသည့်အရာရှိတဦး၏လွှမ်းမိုးမှုဖြင့်သူသည်တိုးတက်သောအယူအဆသမားများနှင့်ပေါင်းမိသွားပြီးကျေးကျွန်စနစ်ဖြတ်သိမ်းရေးစဉ်းစားပြဿနာနှင့်ဆိုရှယ်လစ်ဝါဒအကြောင်းတို့ကိုဆွေးနွေးသည်1849ခုနှစ်တွင်၎င်းတို့လူစုအဖမ်းခံရပြီးတေတံအပေးခံရသည်၎င်းတို့ကိုတနက်ပြစ်တပ်ဖွဲ့ကပြစ်သက်တော်မီဆဲဆဲတွင်တေတံကိုပယ်ဖျက်ပြီးစိုက်ဘေးရီးယားတွင်အလောက်ကျန်းနှင့်ထောင်ဒဏ်ကြခံကြရမည်ဖြစ်ကြောင်းအမိန့်စာရောက်ရှိလာသည်ဒေါစတာယက်စကီကဤအကြောင်းကိုသူ့ကိုယ်ထံစာရေးခဲ့သည်ကနေ့ဒီဇင်ဘာလ22ရက်နေ့မှာကျွန်တော်တို့အားလုံးကိုစီမျိုးနော့စကီရင်ပြင်တဲကိုခေါ်သွားတယ်အဲ့ဒီမှာတေတဲ့အမိန့်ကိုဖတ်ပြတယ်နောက်ပြီးတော့ကျွန်တော်တို့ဖះကိုအာယုံပြုရတယ်တေတံပေးခံရတဲ့လူတွေဝတ်ကြတဲ့အဝတ်ဖြူကြီးတွေကိုဝတ်ရတယ်နောက်ပြီးတော့ကျွန်တော်တို့အထက်ကပထမဆုံး3ယောက်ကိုတနက်နဲ့ပြစ်တက်ဖို့အတွက်တိုင်မှာကျုံးနဲ့ချီတယ်ကျွန်တော်ကဆရမမြောက်ဖြစ်တဲ့အတွက်ဒုတိယအသုတ်အသက်ခံရမယ့်အထက်မှာပါနေတယ်ကျွန်တော်အနေနဲ့အသက်ရှင်နေဖို့10မိနစ်ပဲကြံတော့တယ်အဲ့ဒီအချိန်မှာအကိုကိုကျွန်တော်သတိရတယ်မိသားစုအားလုံးကိုကျွန်တော်သတိရတယ်နောက်ဆုံးအချိန်မှာအကိုကိုပဲကျွန်တော်သတိရနေတယ်ကျွန်တော်ဘိမှရက်နေတဲ့ပလက်ရှိယန်နဲ့ဒရူရော်တို့ကိုဖတ်ပြီးနှုတ်ဆက်တယ်အဲ့ဒီအချိန်မှာပဲ
တက်ဆုပ်ဖို့ဘော်ခောက်တန်းထွက်လာတယ်တိုင်နေမှာခြိထားတဲ့သူတွေကိုပြန်ခေါ်လာတယ်အေကိုရေးဘီရင်မင်းမြတ်ကကျွန်တော်တို့အသက်တွေကိုချမ်းသာပေးလိုက်ကြောင်းအမိန့်စာဖတ်ပြတယ်နောက်ပြီးတော့ကျွန်တော်တို့ကိုပြောင်းလဲချမှတ်လိုက်တဲ့အပြစ်ဒဏ်စီရင်ချက်ကိုဖတ်ပြတယ်ဒေါက်တာရက်စကီကိုချမှတ်လိုက်တဲ့စီရင်ချက်မှာရာဇဝတ်မှုကျူးလွန်ရန်ပူပေါင်းပါဝင်ခြင်းစိုင်းစီယာဘယ်လင်စကီရဲ့စာကိုဖြတ်ဝေခြင်းနိုင်ငံတော်အစိုးရနှင့်အယူခံအသင်းတော်တို့ကိုဆန့်ကျင်တိုက်ခိုက်ခြင်းအခြားသူများနှင့်ပူးပေါင်းပြီးအစိုးရဆန့်ကျင်ရေးစာရွက်စာတမ်းများပေါင်နှိပ်ထုတ်ဝေခြင်းကြံစည်ခြင်းတို့အတွက်အလောက်ကျန်းနှင့်ထောင်ဒဏ်၈နှစ်ချမှတ်လိုက်သည်ဟု၍ဖြစ်သည်နောက်ပိုင်းတွင်ဘယင်မင်းမြတ်ကပြည်ထံကို၄နှစ်သို့လျှော့ပေးလိုက်သည်1845ခုနှစ်တွင်အကျေးတောင်မှသူလွတ်မြောက်သည်ထိုအခါတွင်သူ၏နိုင်ငံရဲ့အယူဆများသည်လုံးဝကြီးပြောင်းလဲသွားပြီဖြစ်သည်အကျဉ်းချရာမှလွတ်မြောက်လာသောအခါသူသည်တာမန်စစ်တပ်တအုပ်အဖြစ်နှင့်တက်မတော်သို့ပြန်လည်ဝင်ရောက်ရသည်1856ခုနှစ်တွင်ဘိုးအဖြစ်ပြန်လည်ခန့်ထားခြင်းခံရသည်1859ခုနှစ်တွင်ပီတာစဘတ်သို့ပြန်ခွင့်ရရှိသည်1858ခုနှစ်တွင်မာယာယာအစီပါအမည်ရှိသောအသက်29နှစ်အရွယ်မော်ဆုံးမတဦးနှင့်သူလက်ထပ်သည်1859ခုနှစ်မှာပင်တက်မတော်မှသူနှုတ်ထွက်လိုက်သည်1861ခုနှစ်တွင်ခေဘန်နီယာထိုင်းဟူသောလာဇင်ထော်မဂဇင်းတစ်စောင်ကိုထုတ်ဝေသည်ခေတ်သည်စီးပွားရေးအရာအောင်မြင်လာသည်1863ခုနှစ်တွင်အစိုးရကခေတ်ကိုပိတ်ပင်လိုက်သည်1864ခုနှစ်တွင်ခေတ်သစ်အဖခေတ် EPOCH ဟူသောမဂဇင်းတစ်စောင်ကိုထုတ်ဝေပြန်သည်သို့သောထိုမဂဇင်းသည်မအောင်မြင်မဲတစ်နှစ်မြတ်အကြာတွင်ရပ်ဆိုင်းလိုက်ရသည်1864ခုနှစ်ဧပြီလတွင်သူ၏ဇနီးမော်စကိုမြို့တွင်ကွယ်လွန်သည်ထိုနှစ်ဇူလိုင်လမှာပင်သူ၏အကိုမစ်ခေကွယ်လွန်ပြသဖြင့်ဒေါ်စတာယက်စကီမှာများစွာမှထိခိုက်ဆုံးရှုံးရသည်သူ့အကိုကွယ်လွန်သဖြင့်ခေတ်သစ်ကိုပိတ်လိုက်ရပြီးရူဘယ်15000အကျွေးတင်သည်သူသည်ထိုအကျွေးကိုတစ်သက်လုံးဆိုသလောက်ပင်ပေးဆက်သွားရသည်သူ့ဇနီးမာရီယာကွယ်လွန်သောအခါသူသည်ပိုလီနာဆဆလိုဘာဟူသောအမျိုးသမီးတစ်ယောက်ကိုဆွဲလန်းရပြန်တော့သည်1868ခုနှစ်တွင်သူသည်ပိုလီနာနှင့်ခွဲခွာပြီးသူ၏အတွေ့အမှုဖြစ်သောအန်နာစနစ်ကီနာနှင့်လက်ထပ်သည်အန်နာကသူ့ကိုချစ်သည်သူ၏အနုပညာကိုလေးစားသည်သူ၏လောင်ကစားမှုကိုကန့်ကွက်တားမြစ်ခြင်းမပြုချေသူကလောင်ကစားမှုကိုအင်မတန်မမောသည်ကစားသမျှလည်းရှုံးသည်သူရသမျှပတ်စံသည်လောင်ကစား၍ကုန်ရသည်ဟုဆိုရမည်ထိုများမကအကျွေးတွေပင်တင်ရသည်သူသည်ကျွေးဆက်ဖို့အတွက်ဝတ္ထုတွေကိုဒရဇက်ဒရကြံရေးထုတ်ခဲ့ရသည်သူကအသုံးဆွဲခြင်းသည်ရမ်းသည်သူသည်ကျောင်းနေစဉ်ကလေးကပင်တစ်နှစ်လျင်ရူဘန်ငွေ1200ပေးရသောအဖိုးတန်အိမ်ခန်းကြီးတစ်ခုကိုငှားရမ်းပြီးနေခဲ့သည်သို့သောသူသည်ထိုအခန်းကြီး၏အခန်းငယ်လေးတစ်ခုတွင်သာနေထိုင်ပြီးထိုအခန်းကလေးကိုလည်းဆောင်းအခါတွင်ပူနွေးအောင်မလုပ်နိုင်သဖြင့်အေးထံကိုအလိုလဲခံရသည်ကာယာမာစောညီကိုများကို1888ခုနှစ်တွင်စတင်ရေးသားပြီး1880ပြည့်နှစ်အောက်တိုဘာလတွင်ထုတ်ဝေခဲ့သည်သူမကွယ်လွန်မီ3လအလိုတွင်ဖြစ်သည်1882ခုနှစ်တွင်သူကွယ်လွန်သဖြင့်ကာယာမာစောညီကိုများသည်သူ၏အောင်မြင်အကျော်ကြားဆုံးဝတ္ထုကြီးတစ်ပုဒ်ဖြစ်သလိုသူ၏နောက်ဆုံးဝတ္ထုကြီးလည်းဖြစ်ပေသည်အသက်58ခုနှစ်အရွယ်တွင်စတင်ရေးသားပြီး59နှစ်အရွယ်တွင်စတင်ထုတ်ဝေခဲ့ခြင်းဖြစ်သည်ကွယ်လွန်သောအချိန်တွင်သူသည်ယူရှားနိုင်ငံတွင်သာမကဥရောပတိုက်တွင်လည်းအောင်မြင်ထင်ရှားလျက်ရှိတော်သည်ယခုအချိန်တွင်သူ၏စာပေများသည်ကမ္ဘာစာပေတွင်အထူးပင်ထင်ရှားလျက်ရှိပြီးပြမှုနှင့်ပြည့်တံကာယာမာစောညီကိုများတို့သည်ကမ္ဘာကျော်ဝတ္ထုကြီးများစည်ရင်တွင်ရှေ့ဆုံးမှပါဝင်လျက်ရှိတော်သည်ဘာသာပြန်သူ၏အမှားကာယာမာစောညီကိုများကိုဘာသာပြန်ဆိုရတွင်မူရင်းယူရှားဘာသာမှတိုက်ရိုက်ပြန်ဆိုခြင်းမဟုတ်ဘဲအင်္ဂလိပ်ဘာသာပြန်မှတဆင့်ပြန်ဆိုထားခြင်းဖြစ်ပါသည်သို့သောအကောင်းမွန်ဆုံးတိကျမှန်ကန်စေရေးအတွက် constant ကားနဲ့ဘာသာပြန်သောမူနှင့်ဒေးဗစ်မကာရှက်ပြန်ဆိုသောမူတို့ကိုညှိနှိုင်းတိုက်ဆိုင်ပြီးပြန်ဆိုထားပါသည်ထို့အပြင်ယူရှားနာမည်များသည်ရှေ့လျားပြီးအတန်တက်ခက်ခဲသည့်အလျောက်မွေရင်းအတန်ထွက်နှင့်တနက်သမျှနှိစက်ရေးကိုဂရုပြုထားသလိုမြန်မာစာဖတ်သူများအဖက်ရအမတ်ရလွယ်ကူစေရန်အတွက်လည်းဂရုပြုထားပါသည်ဤနေရာတွင်တစ်ခုပြောစရာရှိပါသည်နွမ်းနယ်မွန်ကိုအနှဲ့ဟု၎င်းမုံဟု၎င်းယင်းနှင်းခင်မင်စွာခေါ်ဟော်သလိုသူတို့တွင်လည်းကက်ထရီနာကိုကတ်တရာဟုခေါ်သည်များရှိပါသည်ယင်းအတွက်စာဖတ်သူများအခက်အခဲများမရှိစေရန်အေးကြီးသောအမည်များကိုအောက်တွင်ဖော်ပြလိုက်ပါသည်ကက်ထရီနာကတ်တရာမစ္စစ်စဘလာဂရုရှင်ကာအီမြူရှာအီဖျာထို့အပြင်မြန်မာများအဖို့တို့တော်မှာပဲချွန်ချင်းပဲဟုပြောလျင်နားလေတော်လဲခရစ်ယာန်ဘာသာနှင့်ပတ်သက်ပြီး
ဂျေဇုအစ်ပဲဟုပြောလိုက်လျင်အခက်အခဲရှိပါလိမ့်မည်။ရင်းကဲ့သို့သောစကားလုံးများအတွက်လည်းရှင်းလင်းချက်အဖြစ်နှင့်ဝတ္ထုအဆောင်တွင်မှတ်စုများဖော်ပြထားပါသည်။ခရစ်ယာန်ဘာသာနှင့်ပတ်သက်သောအမည်နာမများနှင့်အစုံအမိန့်များကိုဘာသာပြန်ဆိုရတွင်မြန်မာများနှင့်ရင်းနှီးနေပြီဖြစ်သောဆရာယူရတန်၏ဘာသာပြန်မှုများကိုအသုံးပြုထားပါသည်။တို့ရတွင်တစုံတရာအတိတ်အဆောင်အလွဲမှားများရှိနေကြလျင်ဘာသာပြန်သူ၏တာဝန်သာဖြစ်ပါသည်။ကာယမှာစောညီကိုများကိုဘာသာပြန်ဆိုရတွင်စာအုပ်စာတမ်းများကိုကြီးရှာဖွေပေးသောမင်းကျော်၊ကွယ်လွန်ယူရှားအမည်များကိုမြန်မာအတန်းလှည့်ရတွင်ကိုကြီးခဲ့သောညွန့်ကျူးကွယ်လွန်နှင့်ဤစာအုပ်ကိုပေါင်းနှင်းထုတ်ဝေပေးသော Unity Foundation Hub တို့ကိုအထူးကျေးဇူးတင်ရှိပါသည်။နတ်နွယ်2002ခုနှစ်ဇူလိုင်လ25ရက်ဒေါစတာယက်စကီ၏ဘဝနှင့်စာပေမှအရေးပါသောအဖြစ်အပျက်များ1821ခုနှစ်အောက်တိုဘာ30ဖျိုဒါမီခေလိုဘေဒေါစတာယက်စကီကိုမော်စကိုမြို့တွင်မွေးဖွားသည်1833ခုနှစ်မော်စကိုမြို့ရှိကျောင်းအင်ကျောင်းသားကျောင်းများတွင်ပညာသင်ယူသည်1838ခုနှစ်ဒေါစတာယက်စကီနှင့်သူ၏အကိုမစ်ခေတို့ပြောင်းရွှေ့ကြသည်1838ခုဇန်နဝါရီဗဟိုအင်ဂျင်နီယာကျောင်းသို့တက်ရောက်သည်1843ခုဩဂုတ်အရာရှိတန်းတန်းပြီးဆုံး၍အင်ဂျင်နီယာဌာနတွင်အမှုထမ်းရသည်1844ဇွန်ဇလိုင်ဒေါစတာယက်စကီဘာသာပြန်ဆိုသောပြင်သစ်စာရေးဆရာကြီးဘောဇက်၏ယူဂျင်ဂရန်ဒစ်ထုတ်ဝေသည်1845မေ၎င်း၏ပထမဆုံးဝတ္ထုရှိဖြစ်သောစင်ရသာပိုဝတ်ဖုတ်ရေးသားပြီးစီးသည်1846ခုဇန်နဝါရီနီဂရာဆော့တီးဖြတ်ထုတ်ဝေသောပီတာစဘတ်မဂဇင်းတွင်စင်ရသာဝတ္ထုဖော်ပြပါရှိသည်1848ခုနှစ်ယူရှားတော်လှန်ရေးသမားမခေပီထရာရှက်စကီ၏လှုပ်ဝက်အစည်းအဝေးများသို့ဒေါစတာယက်စကီတက်ရောက်သည်1848ခုဒီဇင်ဘာညဖြူဖြူများ White Noise 1849ဧပြီ23ပီထရာဆက်စကီအုပ်စုဝင်တဝူအဖြစ်အဖမ်းခံရသည်နိုဝင်ဘာ16ပီထရာဆက်စကီနှင့်နောက်လက်များကိုရုံးတင်စစ်ဆေးသည်ဒေါစတာယက်စကီအပါအဝင်အဓိကတရားခံများကိုတေတံပေးသည်ဒီဇင်ဘာ20စီမျိုးနော်စကီရင်ပြင်တွင်တရားခံများကိုတေတံအမိတ်ဖတ်ပြပြီးကွက်မြက်ရန်စီစဉ်သည်နောက်ဆုံးပြည့်ဟူသောအမိတ်ပေးခံဤတွင်မှတေတံမှလွတ်မြောက်ခွင့်အမိတ်ရောက်ရှိလာသည်ဒီဇင်ဘာ24ညဒေါစတာယက်စကီအပါအဝင်အကျဉ်းသားများကိုတန်ချချင်းခတ်ပြီးအကျဉ်းထောင်မှဆိုက်ဘေးရီးယားသို့ပို့သည်1850ဇန်နဝါရီ23ဒေါစတာယက်စကီကိုအုံမအကျဉ်းထောင်သို့ပြောင်းရွှေ့ပြီးအလုတ်ကျန်းနှင့်ပြည်ထန်ချခံစေသည်1854ဖေဖော်ဝါရီအလုတ်ကျန်းနှင့်ပြည်ထန်နှစ်စစ်အောင်ကြခံပြီးသောအခါစစ်တပ်တွင်တာမန်တပ်သားတအုပ်အဖြစ်တာဝန်ထမ်းဆောင်ခွင့်ပြုသည်1854ခုနှစ်မှ59စစ်မှုထမ်းအောက်တိုဘာအရာရှိအဆင့်သို့တိုးမြင့်သည်1859ဖေဖော်ဝါရီမောက်ဆုံးမှာမာရီယာအိုင်ဆာရီဘာနှင့်ကုသနမျိုးကလေးတွင်လက်ထပ်သည်မတ်လတွင်စစ်တပ်မှအငြိမ်းစားယူသည်မတ်လတွင်ဦးလေးအိမ်မက်အန်ဂယ်ဒရင်းစ်ကိုထုတ်ဝေသည်နိုဝင်ဘာမှဒီဇင်ဘာမိသားစု၏မိတ်ဆွေ Friend of the Family ကိုထုတ်ဝေသည်1860ဒီဇင်ဘာဒုတိယလက်စိန့်ပီတာဇဘတ်မြို့သို့ပြောင်းရွှေ့သည်စက်တင်ဘာလတွင်ယူရှားကဘာဝက်စကီမီယာသတင်းစာတွင်ဗရဏဂေဟာ The House of the Dead ကိုစတင်ဖော်ပြသည်1862ခုဇန်နဝါရီဒေါစတာယက်စကီနှင့်သူ၏အကိုမစ်ခေတို့ထုတ်ဝေသောခေဘန်ညာမဂဇင်းအမှတ်1ထွက်သည်ဂျင်းလတွင်စော်ကားသူနှင့်အနှိတ်ခံThe Insolent Angel ခန်းစားဝတ္ထုရှိစတင်ပါရှိသည်1861ခုနှစ်မှ62ခုနှစ်ခေမဂဇင်းတွင်ဗရဏဂေဟာကိုဖော်ပြသည်ဇွန်လနိုင်ငံခြားသို့ခရီးထွက်သည်1863မေလခေမဂဇင်းအပိတ်ခံရသည်ဩဂုတ်လမှအောက်တိုဘာနိုင်ငံခြားတွင်နေထိုင်သည်1864ဇန်နဝါရီခေတ်သစ်အပကက်ထုတ်ဝေခွင့်ရသည်မတ်လခေတ်သစ်မဂဇင်းအမှတ်1တွင်မြေအောက်မှမှတ်စုများ Notes from Underground April ဇနီးတဲ့မာရီယာကိုလွန်သည်ဇူလိုင်၎င်း၏အကိုမစ်ခေဒေါစတာယက်စကီကိုလွန်သည်1865ဇွန်ခေတ်သစ်မဂဇင်းရက်သွားသည်1866ဇူလိုင်မှအောက်တိုဘာဒေါစတာယက်စကီနိုင်ငံခြားသို့သွားပြန်သည်ပြင်းမှုနှင့်ပြည်တံ Crime and Punishment ထွက်သည်အောက်တိုဘာလင္ကစားသမား The Gambler ဝတ္ထုကို
သူ၏လက်ရည်တို့ဆီယမအန်နာစနစ်ကီနာကိုနှုတ်မှပြောပြသည်1869ဖေဖော်ဝါရီအန်နာစနစ်ကီနာနှင့်လက်ထပ်သည်1868အစ္စာဒီအီရီယဝတ္ထုရှည်ကြီးထွက်ရှိသည်1880ဝတ္ထုလက်ထာဝရခင်ပွန်း The Internal Husband ထွက်သည်1881ဇလိုင်းအမောင်ပယောက The Basis ကိုစတင်ရေးသားသည်1882ခုနှစ်တွင်ပြီးသည်1883နိုင်ငံသား Citizen အပတ်စဉ်ကိုစတင်တည်ဖြတ်သည်ရင်းကြနေတွင်စာရေးဆရာတို့၏မှတ်တမ်း The Diary of Writer စောင်းပါးများပါရှိသည်1884ခုနှစ်မှ1885နိုင်ငံသားအေဒီတာအဖြစ်မှနှုတ်ထွက်သည်အရိုင်ရောယုဝတ္ထုထွက်သည်1889ခုနှစ်မှ80အထိခရာမာဇော့ညီကိုများ The Brothers Karamazov ရေးသားသည်1882ခုဇန်နဝါရီ28 Prodamikhilobe Dostoevsky ကိုလွန်သည်ဒီရချက်19ရာစုနှင့်ယူရှားနိုင်ငံ၏လူငွေရေးအခြေအနေကိုတရုတ်ဖော်တင်ပြခြင်းနှင့်လူတို့၏ဇယက်ဖြစ်ပေါ်ပြောင်းလဲမှုကိုဖော်ပြခြင်း3မိသားစုတစုအတွင်းမတူကွဲပြားသောဇယက်တို့ကိုဖော်ပြခြင်း4ဒုစရိုက်နှင့်သူစရိုက်ကိုပေါ်လွင်အောင်ခွဲခြားဖော်ပြခြင်း5မကောင်းမှုကိုကောင်းမှုဖြင့်တုတ်ပြန်ရန်နှိုးဆော်ခြင်း6မကောင်းမှုပြုသူများသည်တနည်းမဟုတ်တနည်းဖြင့်ပြည်ထန်ခံစားရကြောင်းဖော်ပြထားခြင်း9အမှန်တရားကိုရှာဖွေတင်ပြထားခြင်း10ငြိမ်းချမ်းညီညွတ်သောလူပေါင်းကြီးကိုတည်ဆောက်ရန်လှုံ့ဆော်ခြင်း9ဆင်းရဲဒုက္ခရနေသူများနှင့်အစောကအနှိမ့်ချခံနေရသူများကိုကူညီစောင့်ရှောက်ရန်လှုံ့ဆော်ခြင်း10ရမတ်တနာနှင့်အချစ်စစ်အချစ်မှန်ကိုခွဲခြားဖော်ပြထားခြင်း17တစ်ဖက်သား၏အကျိုးအတွက်အနစ်နက်ခံဆောင်ရွက်ရန်လမ်းညွှန်ထားခြင်း12ဖောက်ပြန်မှုနှင့်သစ္စာတရားကိုခွဲခြားဖော်ပြထားခြင်း73လူလောကကြီး၏အလှကိုအနိဋ္ဌာယုံများကြားမှရှာဖွေတင်ပြထားခြင်းစာဖတ်သူတို့ကျွန်ုပ်၏ဇလိုင်းအလက်စီကာယာမာဇော့အထုပ်ပတ်တီကိုရေးသားရတွင်ကျွန်ုပ်၌အခက်ခဲအနှဲငယ်တွေ့ရှိနေရသည်အတိပ္ပယ်ကဒီလိုပါကျွန်ုပ်ကအလက်စီကာယာမာဇော့ကိုကျွန်ုပ်၏ဇလိုက်ဟုဆိုထားတော်လဲသူသည်မိသည့်နည်းနှင့်မျှကြီးကျယ်သောလူတစ်ယောက်မဟုတ်ပါချေရင်းအတွက်မလွဲမရှောင်သာထွက်ပေါ်လာသည့်မိဂွန်းများကိုကျွန်ုပ်ကြိုတင်သိမြင်လိုပါသည်အလက်စီကာယာမာဇော့ကိုခမရဲ့ဇက်ကြီးအဖြစ်နဲ့ရွေးချယ်ရအောင်သူကဘလောက်များထူးခြားလို့လဲသူကဘာတွေများလောက်ခဲ့လို့လဲသူ့ကိုဘသူတွေကဘာအတွက်သိနေကြလို့လဲခမရဲ့စာဖက်ပရိသတ်ဖြစ်တဲ့ကျုပ်ကဘာဖြစ်လို့သူ့အကြောင်းလေ့လာပြီးအချိန်ကြီးဖြုံးနေရမှာလဲစသည့်မိဂွန်းများနောက်ဆုံးမိဂွန်းကအရေးအကြီးဆုံးပင်ဖြစ်သည်ရင်းမင်းကွင်းနဲ့ပတ်သက်ပြီးကျွန်တော်ဖြေကြားနိုင်သည်ကတော့အဲ့ဒီအကြောင်းဝတ္ထုကိုဖတ်ရှုရင်းစာဖတ်သူဘာသာတွေ့ရှိပါလိမ့်မည်ဟုသာဖြစ်သည်သို့တော့ဝတ္ထုကိုဖတ်ရှုပြီးနောက်စာဖတ်သူမတွေ့ရှိခဲ့လျင်ဘယ်လိုလုပ်ရမည်နည်းအလက်စီကာယာမာဇော့သည်တနည်းတလန့်အားဖြင့်သူချာထင်ရှားသည်ဟုစာဖတ်သူသဘောမတူခဲ့လျင်ဘယ်လိုလုပ်ရမည်နည်းယခုကဲ့သို့ကျွန်တော်ပြောဆိုနေရသည်မှာရင်းကဲ့သို့ဖြစ်ဖို့များသောအကြောင်းဖြစ်သည်ကျွန်တော်အနေနဲ့တော့သူသည်ထူးခြားထင်ရှားသည်မှာအမှန်ပင်ဖြစ်သည်သို့တော့ရင်းချက်ကိုစာဖတ်သူများသဘောပေါက်နားလည်အောင်ရှင်းပြနိုင်မလားဟူသည်ကိုတော့ကျွန်တော်တရရရှိနေပါသည်ပြဿနာကသူသည်တနည်းတလန့်အားဖြင့်လှုပ်ရှားနေသူတူဖြစ်တော်လဲသူ၏လှုပ်ရှားမှုသည်ကွဲပြားကြည်လင်ခြင်းမရှိဘဲခရရေးမြတာဖြစ်ချေသည်သို့တော့ကျွန်တော်တို့ကြုံတွေ့နေရသောခင်များတစ်ခေတ်တွင်လူတွေထံမှရှင်းလင်းကြည်လင်မှုကိုတောင်းခံနေခြင်းသည်အထူးအဆတစ်ခုပင်ဖြစ်ပေလိမ့်မည်သို့တော့အငြင်းမပွားနိုင်သောအချက်တစ်ခုတော့ရှိသည်သူကထူးဆန်းသောလူတစ်မျိုးဖြစ်သည်သို့တော့ထူးဆန်းခြင်းနှင့်လူတစ်မျိုးဖြစ်ခြင်းသည်လူတစ်ယောက်ဖို့အကောင့်သဘောထက်နိုင်မစိုးတစ်ခုဖြစ်နေတတ်သည်အထူးသဖြင့်လူတစ်ယောက်၏ပင်ကိုယ်အည်သွေးကိုတာမန်မြတာဖြစ်သည်ဟုယူဆပြီးအနှစ်သာရကိုရှုပ်ထွေးနေသောအယူဝါဒများကြားတွင်ရှာဖွေနေသောယနေ့ခေတ်မျိုးတွင်ပင်ဖြစ်သည်သို့တော့တစ်ဖက်ကပြောရလျင်ထူးဆန်းသောလူတစ်မျိုးဟူသည်မှာပင်ကိုယ်ပိုင်အည်သွေးတစ်ခုပင်ဖြစ်သည်ချွန်းချက်တစ်ခုပင်ဖြစ်သည်မဟုတ်ပါလောအကယ်၍ကျွန်ုပ်၏နောက်ဆုံးပြောဆိုချက်ကိုအသင်သဘောမတူပဲဒီလိုမျိုးမဟုတ်ပါသို့မဟုတ်
ဤလိုမျိုးအမြဲတစေမဟုတ်ပါဟုပြန်ပြောခဲ့လျင်ကျွန်ုပ်သည်ကျွန်တော်ဆက်လိုက်၏အရေးပါမှုအတွက်ဝမ်းသာရပေမည်ပင်ကိုအရေးသွေးသည်အမြဲတစေမဟုတ်ဘဲကျွန်းချက်မြတ်သာဖြစ်ခဲ့လျင်အခါတရံမှသာလူတို့မျိုးဖြစ်ခဲ့လျင်ရင်းဤသဘောသည်အချိန်ကာလတစ်ခုတွင်လူများအားလုံးကိုပုံသွင်းနောက်ထားတဲ့ကဲ့သို့မဟုတ်မှုသောကြောင့်ဖြစ်သည်ဘာမှပြဿနာမရှိခဲ့လျင်ကျွန်ုပ်သည်ဘလို့မျှစိတ်ဝင်စားဖို့ရမကောင်းသောမရေရာသည့်ရှင်းလင်းချက်များတွင်ဘာမျှအချိန်ကုန်ကြနေစရာမရှိပါကျွန်ုပ်ဤဇလန်းကိုနေတမ်းမပါဘဲစလိုက်ရုံသာဖြစ်သည်စာဖတ်သူတို့သဘောကျခဲ့လျင်ဒီဇလန်းကိုရှိနေသည့်အနေအထားတိုင်းဖတ်သွားကြရုံဖြစ်သည်သို့သောပြဿနာကကျွန်ုပ်သည်အထောက်ပတိတစ်ခုကိုကင်တွယ်ရာတွင်ဝတ္ထုဇလန်းကနှစ်ပုတ်ဖြစ်နေသည်အဓိကဝတ္ထုဇလန်းကဒုတိယဝတ္ထုဖြစ်နေသည်ဒုတိယဝတ္ထုကကျွန်ုပ်၏ဇလိုက်၏ယနေ့ကာလလှောက်ရှားမှုများဖြစ်နေသည်လက်ရှိကာလဖြစ်နေသည်ပထမဝတ္ထု၏လှောက်ရှားမှုများကလွန်ခဲ့သော13နှစ်ကာလကဖြစ်သည်သို့သောအမှန်တကယ်တွင်မွေရေးဖြစ်ပျက်များသည်ဝတ္ထုတစ်ပုဒ်မဟုတ်ဘဲကျွန်ုပ်၏ဇလိုက်ငယ်စဉ်ဘဝကအခန်းတစ်ခန်းများသာဖြစ်ပေသည်ကျွန်ုပ်အနေနဲ့ပထမဝတ္ထုကိုမြည်သည့်နည်းနှင့်မျှခြံလက်ထားခဲ့၍မဖြစ်နိုင်ပါအကြောင်းမှာပထမပိုင်းမှာပါခဲ့လျင်ဒုတိယဝတ္ထုမှာအစိပ်အပိုင်းတော်တော်များများကိုနားလည်နိုင်ကြမည်မဟုတ်ပါသို့သောရင်းချက်ကပင်လျင်ကျွန်ုပ်၏မူလအခက်အခဲကိုပုံမရှုပ်ထွေးစေတော့သည်ကျွန်ုပ်သည်အထောက်ပတိဆရာတဦးအနေဖြင့်ဇက်လိုက်မဆန်သောဇက်လိုက်တဦးအတွက်ဝတ္ထုတော်ဝတ်သည်ပင်များလွန်းနေပြီဆိုလျင်ကျွန်ုပ်သည်အဘယ်ကြောင့်သူ့အကြောင်းကိုဝတ္ထုနှစ်ပုဒ်ရေးရခြင်းမည်နည်းရင်းကဲ့သို့ကြီးကျယ်ခြင်းမျိုးကိုကျွန်ုပ်အနေနဲ့မိတို့ဖြည့်ရှင်းရခြင်းမည်နည်းဤမျိုးကွန်းများအတွက်အဖြစ်မရရှိနိုင်သောအခါကျွန်ုပ်အဖို့အကောင်ဆုံးသောအလုံးမှာရင်းမျိုးကွန်းများကိုအဖြစ်မရှိဘဲထားခဲ့ဖို့ပင်ဖြစ်သည်အကင်းပါသောစာဖတ်သူတို့သည်ကျွန်ုပ်အနေနဲ့ဤအချိန်သို့ရအောင်လှုပ်ဆောင်နေကြောင်းအစောကြီးကလေးကရေးစားမိပြီးတန်ဖိုးရှိသောအချိန်များနှင့်စာမျက်နှာများကိုပြောင်းတင်းနေသည့်အတွက်ကျွန်ုပ်ကိုစိတ်မဆိုးပဲနေနေလိမ့်မည်မဟုတ်ပါချေဒီအတွက်အမှန်တမ်းပြောရမည်ဆိုလျင်တန်ဖိုးရှိသောအချိန်များနှင့်စာမျက်နှာများကိုကျွန်ုပ်ဖြုံးတင်းနေခြင်းမှာတစ်ရင်ကျေးမှုသဘောဖြစ်ပြီးနှစ်ပါနေမှုသဘောပင်ဖြစ်သည်ရင်းတို့တပြီးကစာဖတ်သူကိုကျွန်ုပ်အချိန်မီသတိပေးရပါမည်ကျွန်ုပ်၏ဝတ္ထုသည်တပေါင်းတစည်းတစ်ခုတည်းသာဖြစ်တော်လဲလက်တွေ့တွင်ဇလန်းတစ်ခုကွဲနေသည့်အတွက်ကျွန်ုပ်ဝမ်းသာရသည်အကြောင်းမှာစာဖတ်သူသည်ပထမဝတ္ထုကိုဖတ်ပြီးသည့်နောက်တွင်ဒုတိယဝတ္ထုကိုစာဖတ်သင့်မသင့်ကိုသူ့ဘာသာဆုံးဖြတ်နိုင်သောကြောင့်ဖြစ်သည်မိသူကိုမျှအတင်းကျပ်ပြုလို့၍မရနိုင်ပါစာဖတ်သူသည်ပထမဝတ္ထုကိုနှစ်မျက်နှာလောက်ဖတ်ပြီးလျင်စာအုပ်ကိုပိတ်ပစ်လိုက်နိုင်ပါသည်ဘယ်တော့မှတမ်းမဖုံးမဲ့လဲနေနိုင်ပါသည်တို့ရတွင်ဖြောင့်မတ်သောစာဖတ်သူများသည်သူတို့၏ဗတ်မှတ်လိုက်သောဆုံးဖြတ်မှုကိုမထိခိုက်စေလိုသဖြင့်ဝတ္ထုကိုအဆုံးထိဖတ်သွားကြမိတာဖြစ်သည်ဥပမာပြောရလျင်ယူရှာဝေဘာရင်ဆရာများအားလုံးပင်ဒီအတိုင်းပင်ဖြစ်ကြသည်ဤကဲ့သို့သောစာဖတ်သူများကိုကျွန်ုပ်စိတ်အေးချမ်းသာစွာဖြင့်ပင်ပြောနိုင်ပါသည်ပထမပိုင်းကိုဖတ်ပြီးလျင်ဝတ္ထုကိုဆက်ပြီးမဖတ်ရန်ကျွန်ုပ်အနေနဲ့ဝမ်းမြောက်ဝမ်းသာခွလွန်နိုင်ပါသည်ဤကကျွန်ုပ်၏နေတန်းတွင်ကျွန်ုပ်ပြောစရာရှိသည်များအားလုံးပင်ဖြစ်သည်ဤမှာကိုရေးရန်မလိုကြောင်းကျွန်ုပ်ကောင်းကောင်းသဘောတူပါသည်သို့သောရေးပြီးသွားပြီဖြစ်သည်ဖြင့်ဤအတိုင်းပင်ရှိပါစေတော့ကဲလုပ်ငန်းစကြစို့ဟုတ်ကဲ့ပါပရိသတ်တို့ရေဒီကနေ့ရဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရနာချင်ပါတယ်ဒီတိုင်းနဲ့ထင်တော်တော်ရှည်သွားတယ်ပေါ့နော်ဒါကြောင့်မလို့ပါနောက်နေ့မှာတော့စာအုပ်ထဲကအကြောင်းအရာတွေကိုကျွန်တော်ကဆက်လက်တင်ဆက်ပေးတော့ပါအောင်မယ်ဒီစာအုပ်ကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပြီးတော့တော်တော်လေးရှည်တဲ့စာအုပ်တော့ပါဒါကြောင့်မလို့အရှိရပြောသလိုပဲပရိသတ်တို့ကတီးခံပြီးတော့စောင့်မျှော်နားဆင်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ပါဒီကနေ့ရဲ့အစီအစဉ်ကိုလည်းပရိသတ်တို့ကကျင်းတဲ့နှစ်ချက်လိမ့်မယ်လို့ထင်မိပါတယ်နောက်များမှာတက်ဆက်ပေးမယ် Audible Series အစီအစဉ်ကိုလည်းစောင့်မျှော်လို့နားဆင်ပေးကြပါခင်ဗျာအစကနေအဆုံးထိလိုက်ပါနားဆင်ပေးကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုကျွန်တော်ကကျေးဇူးအထူးပင်တင်ရှိပါတယ်ပရိသတ်များအားလုံးပဲကံကောင်းပျော်ရွှင်ပြီးတော့တရားလှပတဲ့ဘဝလေးတွေကိုပိုင်ဆိုင်လို့ရရှိနိုင်ကြပါစေခင်ဗျာ